Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခင်းလို့ရှိရင်တပန်းကျင်းလို့ရတာပေါ့နော်ဒီဗီဒီယိုထဲမှာတစ်ချက်ရှိုးကြည့်လိုက်ပါအရာတိုင်းခင်းလို့ပါတပန်းကျင်းလိုက်တယ်ခင်ဗျာအဲ့ပုံစံမျိုးဆိုနေအစိငါကြိုးတိုင်းတပန်းကျင်းပြီးတော့ပေါ့နော်အိမ်မှာအခုတမင်လိုက်စားလို့ရတယ်စေတနာမစော်ကားနဲ့အဲ့တော့တားရီလို့တမင်စားကြည့်တယ်ဟိုမှာဝေးသမသိကျင်းခံလိုက်ပါအဲ့ပုံစံမျိုးဆိုနေအစိငါကြိုးတိုင်းအိမ်မှာအခုတမင်လိုက်စားရတယ်စေတနာမစော်ကားနဲ့爸爸，那后面我怎么走？